မင်္ဂလာပါဒီနေ့ချောဆူကတော့ချောဆူရဲ့သသားနဲ့တူတူ William Bass ကိုအလဲသွားရင်းနဲ့ Believe It or Not ဆိုတဲ့ museum လေးကိုအပြောအလဲသွားခဲ့တဲ့ video clip လေးကိုရိုက်ပြပေးထားပါတယ်ဒီ museum ကတော့မြို့တိုင်းတော်တော်များများမှာလည်းရှိတယ်နိုင်ငံတော်တော်များများမှာလည်းရှိတော့ရောက်ဖူးတဲ့လူတွေအများကြီးပဲရှိမှာပါဒီမှာတော့ William Bass မှာတော့သူတို့ကဘယ်လိုယူလဲဆိုတော့ဝင်ချင်းကလေသူတို့က combo ဆိုပြီးတော့ package လေးရှိတယ် combo package ထဲမှာကသူက 3-way combo ဆိုတာရှိရအဲ့ဒါကိုယူလို့ရှိရင် 29.99 ဆိုတော့အဲ့လိုမျိုး package ယူလိုက်တာကပို့ပြီးတော့တန်ပါတယ်เนาะနှမလို့ရှိရင်သူက museum ကြီးပဲတစ်ခုတည်းပဲလဲမယ်ဆိုလို့ရှိရင် 90.99 ပေါ့နော်19.99မီရာမေ့ကျဝင်ရင်တခါ20.99ပြီးရင် mini golf club ကိုသွားမယ်ဆိုလို့ရှိရင်ကြတော့9.99ဆိုတော့တွက်ကြည့်လိုက်လို့ရှိရင်အများကြီးကျသွားမယ်90ကျော်လောက်ကိုသွားကြမယ်အဲ့တော့ကွန်ဘိုတစ်ခါတည်းပဲ online ကနေဝယ်လိုက်တဲ့အခါမှာ3ခုပေါင်းကိုမှ29.99ဆိုတော့ထားပါတော့30ပဲကျတော့တယ်ပေါ့နော်ရဲအဲ့ဒါကိုကျဆူတို့package လိုက်ဝယ်လိုက်တဲ့အခါမှာ mirror maze ကလည်းအကြာကြီးဝင်ပြီးတော့ကစားလို့ရတယ်ချွတ်ချွတ်ဒီမှာ video shot ဖြစ်သွားအောင်လို့ edit လိုက်လို့ပေါ့နော်လို့ရှင်တော့ထုံးစံတိုင်းပဲ museum ထဲကိုဝင်လာတဲ့အခါကျလို့ရှိရင်လေ believe it or not ဆိုတဲ့ပုံစံအတိုင်းပဲထူးထူးဆန်းဆန်းနေသူတို့ရှာဖွေစုဆောင်းထားတာတွေလူတွေကထူးထူးဆန်းဆန်းရှောက်ပြီးတော့ထွင်ထားတာတွေအများကြီးပဲနော်သူတို့ပြထားတယ်အဲ့ဒီမှာတချို့အားဆိုရင်တော့တိတ်ပြီးကြည့်ရတာအဆင်မပြေဘူးကိုယ်စိတ်ကြောင်ပေါ့နော်ဗာလဲဆိုတော့ဟိုတက်တူးတွေတကူလုံးထိုးထားပြီးတော့ရှာတွေခွဲထားတာတို့တန်ကွင်းတွေသူ့ကိုယ်သူငွေလူသားဆိုပြီးတော့ပေါ့နော်တန်ကွင်းတွေရလည်းအများကြီးပဲချိတ်ထားတာဆိုတော့အစင်မပြေတာရှိတယ်တတူးထိုးထားတဲ့လူတွေကိုသဘောကျပေမဲ့အတလောက်အများကြီးကြတော့အစင်မပြေဘူးပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ပတောင်လူမျိုးလေးကိုလည်းတွေ့ခဲ့ပါတယ်သူတို့ရဲ့ believe or not ဆိုပြီးတော့ကိုဗမာတီကပတောင်မျိုးသမီးလေးရဲ့ပုံလေးကိုပြထားပြီးတော့လေသူတို့ကအဲ့ဒီရဲ့ရာဇဝင်လေးတွေကိုလည်းသူတို့ကရေးထားပါတယ်ဆိုတော့တသားကိုတော့ပြရတယ်ဒါကတကယ်အစ်စ်အမှန်မမီတို့ရဲ့ဗမာပြည်မှာရှိပါတယ်တိုင်းရင်းသားတစ်မျိုးပါဆိုပြီးတော့တသားကိုရှင်းပြခဲ့ရတယ်သူလည်းညင်ဘူးဝါတာပေါ့နော်အဲ့တော့ဒီ museum ကတော့
ထုံးစံအတိုင်းပဲပေါ့နော်ရောမခေတ်ကပစီးတွေလည်းရှိတယ်နောက်ပြီးတော့တစ်စိတ်ကောင်အထူးအဆန်းနေပြီးလို့ရှင်အရက်အရှိဆုံးလူသားသူ့ရဲ့ဖက်နဲ့အဲ့လိုမျိုးတွေပေါ့နော်နောက်ပြီးလို့ရှင်ပကြီးကားတွေနောက်ပြီးတချို့ဟာလေးဆိုတော့အရင်စိတ်ဝင်စားစရာကောင်းနေဘာလဲဆိုတော့သူတို့တန်တယ်တွေနဲ့လောက်ထားတဲ့ဆက်ရုပ်ကြီးတွေဒါဆိုရင်တော့အရှိဆုံးလူသားအဝါဆုံးလို့အပူဆုံးလို့သူတို့ရဲ့ဖက်နက်တွေတို့သူတို့ရဲ့အိတ်တွေပြီးလို့ရှင်ဒီလိုမျိုးကမာကောင်းနေအများကြီးပဲကဲဆိုတော့တူတူမြူဇီယံထဲကိုလိုက်ပြီးတော့ကြည့်ကြရအောင်ဒါကတော့အဓိကကတော့လူကြီးတွေထက်ဆိုင်ကလေးတွေကပို့ပြီးတော့စိတ်ဝင်စားမယ်လို့ထင်တယ်နော်ပြီးတော့ဆက်ရုပ်တွေအများကြီးလဲသူတို့ဒီတန်တဲပစည်းတွေနဲ့လှုပ်ထားတယ်ဆိုတာတွေပြထားပါတယ်နော်ပြီးဆိုလို့ရှိရင်သူတို့တချွတ်တွေလဲသိပ္ပံပညာရှင်တွေကစံတက်ခဲ့တာသိပ္ပံပညာရှင်တော့မဟုတ်ဘူးပေါ့နော်ဝါသနာပါတဲ့လူတွေပေါ့ဝါသနာပါတဲ့လူတွေစံတက်ခဲ့တာတွေလည်းရှိတယ်ဆိုတော့စိတ်ဝင်စားစရာအရင်ကောင်းတယ်ဆိုတော့ပိတ်ရကလေးမှာကလေးတွေနဲ့တူတူသွားကြည့်လိုက်ကြပါအောင်နော်